ဒီနေ့ကတော့အိမ်မှာမြောင်လေးလည်းပေါင်းနေရဆိုတော့ကျမရှာနေတဲ့ exclusive ကန်က chapter 3တဲ့ကမြောင်ကတ်လေးကိုအိမ်ရမြောင်လေးနားမှာအတူတူလာရှာကြည့်မယ်ရှင်မြောင်လေးကပေါက်ရင် lucky ကောင်းနေဆိုတာတော့လိုက်ကြည့်ပေးအောင်နော်မြောင်လေးမကြည့် cube ball absorb master ball chandelier mimikyu အေးဒါပါလေအော်ဒါလေးဟောလို့မရှိနော်မပီကိုဟဲ့ဒီမှာ start တော့လို့ start တော့လို့မြောက်ကလေးဒီမှာလုံးဝမြောက်ကလေးဒီမှာမြောင်လေးနေမလို့မြောက်ကလေးပေါက်သွားလားမသိဘူးမကြည့်ချစ်စရာလေးမမြောင်လေးပြလိုက်မြောင်လေးသမားလေးရောမြောင်